Malaysia နိုင်ငံသားလူငယ်ဖိုက်တာဂျိုဂျိုနဲ့မြန်မာသွေးချင်းရဲရင်အောင်တို့ထိတ်တိုက်တွစ်ကြမိယခုပွဲစဉ်သည် World Championship ပြည်သက်များကြားစိတ်ဝင်စားမှုအတော်လေးမြင့်တက်နေသည့်ပွဲတစ်ပွဲဖြစ်ပါတယ်။အသက်19နှစ်အရွယ်သာရှိသေးတော့လဲဒေါ်လာ3သိန်းတန်စာချုပ်ကြီးကိုပိုင်ဆိုင်ထားသည့်ဂျိုဂျိုသည်စေကျော်သက်ဖိုက်တာများထက်တွင်ထိတ်တန့်အဆင့်ရှိသူတို့ဖြစ်သတ်မှတ်ခြင်းခံရသူဖြစ်ပါတယ်။သူ၏ကစားဟန်မှာရင့်ကျက်မှုရှိသလိုနစ်စနစ်ပိုင်းရလည်းအတော်လေးစုံလင်သူဖြစ်ကြောင်း1စင်မြင့်ထက်ကပွဲပေါင်း10ပွဲကတက်တည်ပြနေပါတယ်။ဂျိုဂျိုသည်ထို10ပွဲတွင်9ပွဲထိအနိုင်ရရှိထားပြီး3ပွဲတည်ကြထားကရှုံးဝဲမရှိစံချိန်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားခဲ့မှုပါတယ်။သို့တော်လည်းနောက်ဆုံးကစားခဲ့သည့်5ပွဲတွင်မူ2ပွဲနိုင်3ပွဲရှုံးဆိုသည့်ရလက်အတက်ကြချို့ရှိနေသည်ဟုဆိုနိုင်တော်လဲသူရင်ဆိုင်ခဲ့သည့်ပြိုင်ဘက်များမှာအဆင့်တန်းမြင့်မားသူများသာဖြစ်ပါတယ်။ဒီခုပွဲအတွက်ဂျိုဂျိုကအထူးရှုံးချမှုမြင့်မားနေခြင်းမှာသူ၏အတွေ့အကြုံနှင့်နည်းစနစ်ပိုင်းအသာစီးရမှုကိုအခြေခံထားခြင်းပင်ဖြစ်နိုင်ပါတယ်။အခြားတစ်ဖက်တွင်မူမြန်မာဖိုက်တာရဲရဲနောက်သည့်နာမည်ကြီးဗီနန်ဂျင်တွင်စနစ်တကျလက်ကျင့်ပြင်ဆင်ထားသူဖြစ်ပါတယ်။ဒီပွဲသည်သူ့အတွက်1ချန်ပီယံရှစ်စင်မြင့်ထက်ကပွဲဦးထက်ပွဲစဉ်ဖြစ်တော်လဲစတင်ရင်ဆိုင်ရသည့်ပြိုင်ဘက်မှာဂျိုဂျိုကဲ့သို့အတွေ့အကြုံရဲ့ဖိုက်တာတူဖြစ်နေခြင်းကရဲရဲနောက်အတွက်အတော်လေးကိုခက်ခဲသောဆောင်ပွဲကြီးတစ်ခုဖြစ်နေပါတယ်။တာမန်ပွဲဦးထွက်များထက်ပုံမပြင်းထန်သည့်မိကွန်းထုံးမှုကိုရဲရဲနောက်ကြုံတွေ့ရမည်ဖြစ်ပါတယ်။ရဲရဲနောက်ကစားဟန်ကိုကြည့်ရင်ပညာပိုင်းရအားရစရာရှိသလိုကြောက်စိတ်ကင်းကင်းဖြစ်ထိုးတက်တက်သူလည်းဖြစ်ပါတယ်။သို့တော့ဂျိုဂျိုနဲ့ရှင်ရင်မာဂုံပိုင်းနဲ့အတွေ့အကြုံပိုင်းတွင်အားနည်းချက်ရှိနေသေးသည်မှာရင်းများသည့်အချက်ပင်ဖြစ်ပါတယ်။မူထိုင်းလောကတွင်အတွေ့အကြုံအသင်းသိရှိထားတော်လဲ1E စီမင်းစည်းကမ်းများနဲ့ဖီယာမာအောက်တွင်မိတို့တုတ်ပြန်ပြီးဆိုသည်မှာစောင့်ကြည့်ရမည့်ချက်ပင်ဖြစ်ပါတယ်။ဒီပွဲတွင်ရင်းရင်အောင်အတွက်အားသာချက်တစ်ခုတည်းကိုပြပါဆိုရင်ဖီယာကင်းမဲ့ခြင်းပင်ဖြစ်ပါတယ်။အားလုံးကဂျိုဂျိုကိုသာတေချာပေါက်နိုင်မိသူပွဲချောင်မိသူဖြစ်သတ်မှတ်ထားကြသည်။ထို့သောခြေနေများတွင်ဂျိုဂျိုအတွက်ကနိုင်ရင်ထူးခြားမှုမရှိတော့လဲရှုံးသွားခဲ့ပါကသူ၏ဂုဏ်သိက္ခာနှင့်အနာဂတ်အတွက်ကြီးမားသောထိုးနှက်ချက်ဖြစ်သွားနိုင်ပါတယ်။ရင်းရင်အောင်ကမူရှုံးနေပေနဲ့ပို့ထွက်မှုအကြောင်းပြချက်ပေးနိုင်တော့လဲအကယ်၍သာနိုင်သွားခဲ့ပါကတညအတွင်းမှာကမ္ဘာစင်ဖိုင်တာတူဖြစ်နာမည်ကျော်ကြားသွားမည်ဖြစ်ပါတယ်။ထို့ကြောင့်ရင်းရင်အောင်နေဖြစ်စစ်တပ်ပန်းဆိုင်အသာစီးယူကပွဲကိုအေးစစ်ထိန်းချုပ်နိုင်ရန်လိုအပ်ပါတယ်။သို့တော်ရင်းရင်အောင်သတိထားမိချက်မှာဂျိုဂျို၏အတွေ့အကြုံနှင့်အတိုက်ခိုက်နည်းစနစ်များဖြစ်ပါတယ်။ဂျိုဂျိုသည်ပညာစွမ်းသလိုမာဂွန်လည်းကောင်းသည့်ဖိုက်တာဖြစ်သောကြောင့်ရင်းရင်အောင်နေဖြစ်ဂျိုဂျိုနှင့်အပြိုင်တိုက်စစ်ဖွင့်ပြီးအမာချင်းရှင်ဆောင်ရန်မကြိုးစားသင့်မီအကယ်၍စိတ်ဇောဖြင့်မိုက်ထိုးကဂျိုဂျို၏တက်မြန်တိုက်စစ်ငါအောက်တွင်ထရာအနာတရကြီးမားသွားနိုင်ပြီးကီယိုဖြစ်ရှုံးနေသွားနိုင်သည့်အနေရှိပါတယ်။ရင်းရင်အောင်အနေဖြင့်ပပနက်နက်ဖြင့်အမှတ်ယူကစားသွားနိုင်ရန်လိုအပ်ပါတယ်။ဂျိုဂျို၏ထိုးချက်များကိုရှောင်တိန်3ချီအပြည့်ရှင်ထိုးခဲ့ပါကအမှတ်ဖြင့်ရှုံးနေခဲ့ရင်တောင်မှသူ့အတွက်ဂုဏ်ငယ်စရာမရှိသည့်အပြင်ပြည့်တဲ့လေးစားမှုကိုရရှိမည်ဖြစ်ပါတယ်။ဂျိုဂျိုကဲ့သို့သောဝိုင်းရင်ကိုအဆုံးထိရှင်ပြိုင်ကစားနိုင်ခြင်းကရင်းရင်အောင်၏လာကိုဖော်ပြရန်ရောက်ပြီလိမ့်မည်။ခြုံကိုသုံးသက်ရရင်ဂျိုဂျိုသည်အတွေ့အကြုံနည်းစနစ်နဲ့ခနာကိုကြန့်ခိုင်မှုပိုင်းတို့တွင်ရင်းရင်နောက်ထပ်တာလွန်နေသည်မှာအမှန်ဖြစ်ပါတယ်။သူ၏ရခင်ကကစားခဲ့သည့်ပွဲမှတ်တမ်းများကဒီပွဲအတွက်ဂျိုဂျိုကိုအနိုင်ပေးရန်ခိုင်လုံသောထောက်ထားများဖြစ်နေပါတယ်။ရင်းနောင်ဘက်ကတုံ့ပြန်နိုင်စွမ်းမှာသူ၏စိတ်ဓာတ်နှင့်ဒီဝါမြောက်ကစားကွက်ပေါ်တွင်သာမူတည်နေပါတယ်။ပွဲဦးထက်မှတင်ထိတ်တန်းဖိုက်တာနှင့်စင်ခေါ်ရခြင်းမှာကြီးမားတော့တဲ့ထုံစိန်ကုန်မှုကိုမိတို့ရင်ဆိုင်မီနီဆိုဒီကစိတ်လှုပ်ရှားစရာပဲ။သို့တော်လက်ရှိအနေထားရရင်းနောင်သည်ဂျိုဂျို၏အတွေ့အကြုံနှင့်မာဂုံကိုကျော်ဖြတ်နိုင်ရန်အချိန်ခုလိုအပ်အောင်မီဟုယူဆရပါတယ်။ဒါကြောင့်ဒီပွဲစဉ်သည်ဂျိုဂျိုတီသာသူ၏စွမ်းဆောင်ရည်ကိုအသုံးချပြီးနိုင်ရသွားလိမ့်မည်ဟုခန့်မှန်းရပါတယ်။ရင်းနောင်အတွက်မူဒီပွဲသည်အနာဂတ်အတွက်သင်ခန်းစာကောင်းများရရှိမိပွဲတစ်ပွဲသာဖြစ်ပါလိမ့်မယ်။